နိုင်ငံရေးမှာထာဝရရန်သူဆိုတာလည်းမရှိဘူးထာဝရမိတ်ဆွေဆိုတာလည်းမရှိဘူးထာဝရအကျိုးစီးပွားပဲရှိတယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒီအဆိုဟာလူတွေအကြောင်းထအောင်ကြားနေပြီမယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံရေးလူအဖွဲ့အစည်းနဲ့တော့တော်တော်အလျံဝေးกว่าပါသေးတယ်ဘာလို့လဲဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာမိတ်ဆွေဆိုရင်မိတ်ဆွေလို့အရင်သတ်မှတ်ထားတယ်ရန်သူဆိုရင်လည်းတကယ်ကိုလှည့်မကြည့်နိုင်တော့တဲ့အထိရန်သူလို့သတ်မှတ်ပလိုက်တာမျိုးတွေရှိတဲ့နိုင်ငံရေးယဉ်ကျေးမှုအခင်းကျင်းမှာကျွန်တော်တို့အားလုံးကကြီးထွားလာခဲ့လို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြည်တွင်းနိုင်ငံရေးမှာဆိုရင်တော့ပြဿနာဒီလောက်မရှိလှပေးမယ်လို့ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်တည်မှုရကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတကာဆက်ဆံရေးမှာဆိုလို့ရှိရင်တော့ခုနကပြောတဲ့ထာဝရရန်သူထာဝရမိတ်ဆွေဆိုတာမရှိဘူးထာဝရအကျိုးစီးပွားပဲဆိုတာကြည့်မယ်ဆိုတဲ့အဆိုအမိန့်ကိုကျွန်တော်လက်ကင်ပြုမှသားလင်ကျွန်တော်တို့နိုင်ငံအသက်ရှင်တင်ကြံရေးအတွက်ကောကြီးပွားတိုးတက်ရေးအတွက်ကောအကျိုးရှိနိုင်မှာဖြစ်ပါတယ်အထူးအဖြင့်ကျွန်တော်တို့စီမှာဆိုကြည့်မယ်ဆိုလို့ရှိရင်ရုရှားနဲ့တရုတ်ဆိုရင်ဘလို့အနောက်အုပ်စုဆိုရင်ဘလို့သူတို့ကရန်သူလားသူတို့ကမိတ်ဆွေလားဆိုတဲ့ပုံစံမျိုးယတိပြတ်ဆုံးဖြတ်နေကြတာကိုတွေ့ပါတယ်ဒီနည်းအားဖြင့်တော့အရာရာကိုအဖြူနဲ့အမဲအနေနဲ့ပဲကြည့်တာဒီတော့လောကလူသဘာဝမှာအပြီးပြန်လျင်အရာဝတ္ထုတွေဟာအဖြူသက်သက်အမဲသက်သက်ရှိတာမဟုတ်ဘဲနဲ့အဖြူမရောက်အမဲမရောက်ကြားရတဲ့အယောင်နဲ့အရာဝတ္ထုတွေကပိုများပါတယ်ထိုနည်း၎င်းပဲနိုင်ငံတကာဆက်ဆံရေးမှာလည်းရန်သူလားမိတ်ဆွေလားဆိုတာကိုအဖြူသက်သက်အမဲသက်သက်ယတိပြတ်ကြီးမဆုံးဖြတ်ဖဲနဲ့အခြေအနေနဲ့အချိန်ခါအခင်းချင်းပေါ်မူတည်ပြီးတော့မိတ်ဆွေလားရန်သူလားဘယ်လိုကိုအကျိုးစီးပွားတိုင်းပြည်အကျိုးစီးပွားကောင်းမှုအတွက်ချင်းခတ်ရမလဲဆိုတာမျိုးကျွန်တော်လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်နေတာတော့ကြာဘာလို့ဒီနေ့မိမောင်းထုတ်ပြီးပြောပြရတယ်လဲဆိုရင်မနေ့တုန်းကနော်ဝေနိုင်ငံကနေပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဆုကိုကြေညာလိုက်တယ်အဲ့ဒီကြေညာတဲ့အခါမှာအားလုံးကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရလိမ့်မယ်လို့မျှော်လင့်ခဲ့တဲ့အင်အားစုကြီးအရှိပေမဲ့သူဟာတခြားတောင်အမေရိကနိုင်ငံတနိုင်ငံကအတိုက်ခံဘောင်းဆောင်အမျိုးသမီးကြီးပေးလိုက်တာမျိုးရှိပါတယ်။ဒါဆိုရင်ကျွန်တော်ဘာလို့ဆိုလို့ကျွန်တော်လည်းသဘောပေါက်။အရင်တော့ကကျွန်တော်တို့နိုင်ငံမှာခင်းနေတဲ့အယူဆအရအစိုးရကိုအတိုက်ခံပြုတဲ့လူတွေအကုန်လုံးကလည်းနိုဘယ်ငြိမ်းချမ်းရေးဆိုတာအနောက်အုပ်စုတွေအကုန်လုံးရဲ့ပံ့ပိုးမှုအားပေးမှုကိုခံလိုက်ရတာပဲ။ဒါဆိုရင်တော့ငါတို့လုပ်နေတဲ့လှုပ်ရှားမှုကြီးစစ်အစိုးရကိုတိုက်ဖြတ်မဲ့လှုပ်ရှားမှုကြီးကတကယ်ကိုမြည်စာကောင်းကောင်းနဲ့မြည်ဖုံးမြန်ကြီးတို့တက်သွားပြီးတော့ဖြစ်မဲ့အာရဝန်တာနဲ့ဖြစ်ခဲ့တာမျိုးရှိသလိုတမတော်ဘက်အချမ်းအစိုးရဘက်အချမ်းမှာရှိတဲ့လူတွေကလည်းပဲနိုဘယ်ငြိမ်းချမ်းရေးဆုဆိုတာအနောက်အုပ်စုကြီးတစ်ခုလုံးကဖွဲ့အားလုံးဝိုင်းပြီးတော့တပည့်ခံမှုအတွက်ပေးတဲ့ဆုကြီးပဲလို့ပဲထင်သွားတယ်အခုမှဆိုဒါကျွန်တော်တို့ကသေးချာချာကိုအဖြေပေါ်သွားပြီအနောက်အုပ်စုလို့ပြောတဲ့အထဲမှာကိုပဲကျွန်တော်တို့ဗမာတွေနလဘိန်းတုံးထင်နေသလိုတစုတစည်းတဲ့တပေါင်းတစည်းတဲ့မဟုတ်ဘူးဆိုတာအမေရိကန်သမ္မတရမယ့်ဟာတော့ဖယ်ရှားပြီးတော့တခြားမထင်မရှားနိုင်ငံရေးသမားတယောက်ကိုအမျိုးသမီးတယောက်ကိုပေးလိုက်တာမျိုးရှိပါတယ်ဒါက